အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Game Sport Channel တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗုဒ္ဓဟူးနေ့ညမှာဆိုလို့ရှိရင်လည်း EFL ကတ်လို့ခေါ်တဲ့ချွေဖလားကတ်ပွဲစဉ်တွေကစားကြမှာဖြစ်ပြီးတော့ဒီနေ့ညမှာဆိုလို့ရှိရင်ပွဲစဉ်၅ပွဲကစားကြမှာပဲဖြစ်ပါတယ်အဲ့ဒီပွဲစဉ်၅ပွဲကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Like and Subscribe လုပ်ရတဲ့ Like and Subscribe လေးဦးစားပထမလုပ်ပေးထားကြမလို့တောင်းဆိုပါတယ်ဒီနေ့ဗုဒ္ဓဟူးနေ့ည2:15မှာဆိုလို့ရှိရင်တော့ Chelsea တင်းဟာဝူတင်းရဲ့အိမ်ဝင်းကိုEFL Round 4ပွဲစဉ်ဖြစ်သွားအောင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ Chelsea တင်းဟာဆိုလို့ရှိရင်၄ပွဲဆက်တိုက်နိုင်မွေးရခဲ့ပြီးကမှ Premier League မှာ Sunderland တင်းကိုအိမ်ဝင်းမှာရှုံးနေခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဝေကွန်းကလာကစားရတဲ့ Chelsea တင်းဟာ body ပေါက်ကြီးတစ်လုံးရှုံးရင်80စားဆိုကြေးဖွင့်ထားပြီးတော့ဂိုးပေါင်းစည်းက3လုံးရှုံးရင်20စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ဦးသင်းဟာဆိုလို့ရှိရင် Premier League မှာ6ပွဲကစားထားပြီးတော့တပွဲမှာကိုအနိုင်မရသေးဘဲနဲ့ Premier League တေးပဲတရားအောက်ဆုံးမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။ Premier League မှာရလက်ဆုံးနေတဲ့ဦးသင်းဟာချွေဖလားပွဲစဉ်မှာအားစိုက်ဖို့လို့မသေးကြပေမဲ့လည်း Chelsea သင်းဟာဆိုလို့ရှိရင်လည်းဒီပွဲစဉ်ပြီးလို့ရှိရင်စပါးသင်းရဲ့အိမ်ဝင်းကိုလန်ဒန်ဒါဘီပွဲစဉ်ဖြစ်သွားအောင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင် Chelsea သင်းရဲ့ body ကြီးဟာပျော်ပြောင်းနေပြီးတော့အရန်ကစားသမားတွေနဲ့တူလူငယ်ကစားသမားတွေတော်တော်များများနဲ့ပွဲထွက်လာဖို့များနေတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုလို့ရှိရင်ခံစစ်မငြိမ်တဲ့ Chelsea သင်းတို့လည်းဂိုးပြန်ပေးရဖို့များနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြန်လန်သွင်းဂိုးတွေမြင်တွေ့ရဖို့များနေပြီးကျွန်တော်ကတော့ဒီပွဲစဉ်မှာ Chelsea body နဲ့ဂိုးပေါ်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ည2:15မှာဆိုလို့ရှိရင်တော့ Man City သင်းဟာ Swansea သင်းရဲ့အိမ်ဝင်းကို Carabao Cup Round 4ပွဲစဉ်ဖြစ်သွားရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Man City သင်းဟာ body ပေါက်ကြီးနှလုံးရှုရင်20စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်Man City သင်းဟာဆိုလို့ရှိရင်နောက်ဆုံးကစားထားခဲ့တဲ့ Premier League ပွဲစဉ်မှာ Aston Villa သင်းရဲ့အိမ်ဝင်းမှာ1-0နဲ့ရေးနေခဲ့ရတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဂိုးပေါင်းစည်းဟာ3လုံးရှုရင်90ရှုံးဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ Ancient Swansea သင်းဟာဆိုလို့ရှိရင်လည်းကစားပုံဟာခံစစ်ကိုအားတန်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Man City သင်းတို့အနိုင်ရဖို့များနေပေမဲ့လည်းဂိုးပြတ်ဖို့တော့ခဲရင်မှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာကျွန်တော်ကတော့ Swansea သင်း body နဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ည2:15မှာဆိုလို့ရှိရင်တော့လဘာဘူးသင်းဟာအိမ်ကွင်းအန်ဖီကွင်းကြီးမှာချွေဖလားပွဲစဉ်ဖြစ်ပဲလေသင်းကိုထပ်မံရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ပရီးမီးယားလိပွဲစဉ်ဖြစ်ခရစ္စတယ်ပဲလေသင်းရဲ့အိမ်ကွင်းကိုတောင်းရင်ဆိုင်ကစားခဲ့ရတဲ့အခါမှာဆိုလို့ရှိရင်တော့လဘာဘူးသင်းဟာ2-1နဲ့စတင်ရှုံးပွဲကြုံတွေ့ခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်Asian လဘာဘူးသင်းဟာ body ပေါက်ကြီးတစ်လုံးရှုရင်30စားဆိုကြေးပွင့်နေထားပြီးတော့ဂိုးပေါင်းစည်းက3လုံးရှုရင်20စားဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်။ပဲလေသင်းဟာဆိုလို့ရှိရင်လည်းနောက်ဆုံးကစားထားခဲ့တဲ့ Premier League ပွဲစဉ်မှာ Arsenal အသင်းကို1-0ဆိုပြီးရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုလို့ရှိရင် Premier League 4ပွဲဆက်အရှုံးကနေပြီးတော့လဘာဘူးသင်းတို့ရုံးထားရမှာမှန်ပေမဲ့လည်းပဲလေသင်းဟာဆိုလို့ရှိရင်လည်းအသင်းကြီးတွေနဲ့တွေ့လို့ရှိရင်ခန်းစစ်ကိုကြစ်လက်အောင်ကစားတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာဂိုးအောက်တစ်ကွက်တည်းကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ဗိုလ်ရုံးလေးညမှာကစားကြမယ်ချွေဖလား round 4ပွဲစဉ်မှာဆိုလို့ရှိရင်ရလက်တွေဇက်တိုက်ကောင်းနေခဲ့တဲ့အာဆင်နယ်အသင်းကစင်မြန်ကြီးအသင်းဟာသူ့ရဲ့အိမ်ဝင်းဖြစ်တဲ့ Emirates ကွဲမှာ Brighton အသင်းကိုချွေဖလားပွဲစဉ်ပြင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်အာဆင်နယ်အသင်းဟာ body ပေါက်ကြီးတစ်လုံးရှုရင်20ရှုံးဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်အာဆင်နယ်အသင်းဟာဆိုလို့ရှိရင်ဒီရာသီခန်းစစ်ကစားပုံအတော်လေးကောင်းမွန်နေပြီးပေးကို3ဂိုးသာခွင့်ပြုထားရတာပဲဖြစ်ပါတယ်2004-2005ကာလတုန်းကမော်ရင်ဟိုကင်တွယ်ခဲ့တဲ့ Chelsea သင်းဟာဆိုလို့ရှိရင် Premier League တရားစီလုံးပေးကို15ဂိုးသာခွင့်ပြုခဲ့ရတဲ့စံချိန်ကိုစင်မြန်ကြီးသင်းတို့ချိုးပြတ်သွားနိုင်မလားဆိုတာကတော့ရာသီကုန်တိစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Brighton သင်းနဲ့ head to head ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင် Arsenal သင်းဟာပြီးခဲ့တဲ့ရာသီမှာလည်း Brighton သင်းကိုအနိုင်မရယူနိုင်ခဲ့ဘဲနဲ့နှစ်ပွဲဆက်တိုက်သေးကြထားတာပဲဖြစ်ပါတယ်။အခုပွဲစဉ်မှာဆိုလို့ရှိရင်တော့ Asian Arsenal သင်းဟာ body ပေါက်ကြီးဟာအနေငယ်ပြင်းရှနေတာပဲဖြစ်ပါတယ်။ဒဏ်ရာပြဿနာတွေရှိနေတဲ့ Brighton သင်းဟာဆိုလို့ရှိရင်လူစုံပါဝင်လာဖို့လို့ခဲရင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာလည်း Asian Arsenal အသင်း body ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ဗိုလ်ရုံးနေ့ည2:00ခွဲမှာဆိုလို့ရှိရင်တော့နယူကာဆယ်သင်းဟာအိမ်ဝင်းမှာတော့တင်ဟော့စပါသင်းကိုချွေဖလားပွဲစဉ်ပြင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအင်ရှင်နယူကာဆယ်သင်းဟာ body ပေါက်ကြီးတစ်လုံးရှုရင်90စားဆိုပြီးတော့ချက်ဖာကြီးသင်းကိုကြေးဖွင့်နေထားတာပဲဖြစ်ပါတယ်နယူကာဆယ်သင်းဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီကစပါးသင်းရဲ့အိမ်ဝင်းမှာ2-1နဲ့အနိုင်ရရှိခဲ့ပြီးတော့သူ့ရဲ့အိမ်ဝင်းမှာတော့1-1ဆိုပြီးတည်ကြထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအင်ရှင်နယူကာဆယ်သင်းဟာအိမ်ဝင်းစမ်းဆောင်ရေးကောင်းမွန်တာမှန်ပေမဲ့လည်းတည်ကြသွားဖို့များတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာစပါးဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်။ဒါလေးကတော့ဒီနေ့ဗိုလ်ရုံးနေ့ညမှာကစားကြမဲ့ချွေဖလားပွဲစဉ်တွေကိုပွဲကြိုသုံးသက်ချက်တို့တုတ်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့နဲ့အကြိုက်တူရင်ဆော့လို့ရပြီးအကြိုက်မတူရင်ဘက်ကန်လို့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့ညီကိုတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။အားလုံးပေါင်းပြကြပါစေ